healthy relationship ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဘာတွေလုပ်ဆောင်လို့ရမလဲဆိုတဲ့အချက်လေးတွေကိုတော့ဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့ healthy relationship ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ပထမအဦးဆုံးအချက်အနေနဲ့ပေါ့နော် communication ကိုတည်ဆောက်ရမယ်။ကိုယ့်ရဲ့ခံစားချက်တွေကိုပေါ့နော်မပြောဘဲလဲတစ်ဖက်လူကသိမှာပါလေဆိုတဲ့အတွေးမျိုးကိုလုံးဝမတွေးစေချင်ဘူး။ကိုယ့်ရဲ့ခံစားချက်တွေကိုကိုကဖွင့်ပြောတော့မှသာတစ်ဖက်လူကသိမှာဖြစ်တဲ့အတွက်ကိုကပုံမှန်လင်းပြောရတဲ့တတိရှိရမယ်။ပြီးတော့မှသူများကပြောလာတဲ့စကားတွေကိုလည်းပေါ့နော်တစ်ဖက်လူကပြောလာတဲ့စကားတွေကိုလည်းနားထောင်ပေးနိုင်တဲ့ကောင်းကောင်းမွန်မွန်နားထောင်ပေးနိုင်တဲ့သူဖြစ်ရမယ်ပေါ့နော်အဲ့တော့ healthy relationship ကတကယ်တော့ပြောလဲပြောနိုင်ရမယ်ကောင်းကောင်းမွန်မွန်လည်းနားထောင်ပေးနိုင်ရမယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ကိုက trust ကိုတည်ဆောက်ရမယ် trust ကိုတည်ဆောက်တယ်ဆိုတာကယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုမှဒီ relationship ကမဖြစ်နိုင်ဘူးပေါ့ကိုကသူ့ကို promise လုပ်ထားတယ်ကိုကတိပေးထားတဲ့အရာတွေပေါ်မှာလည်းကိုကလိုက်နာရမယ်မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းတွေကိုပေါ့နော်အစကလေးက clear ဖြစ်အောင်လုပ်ထားရမယ်အဲ့လိုမျိုးတွေပေါ့နော်သူနဲ့ကိုယ်နဲ့ကြားမှာယုံကြည်မှုကိုတိဆောက်ထားပေးဖို့လိုအပ်တယ်နောက်တစ်ခုက respect ပေါ့နော်သူနဲ့ကိုယ်နဲ့ကြားမှာလေးစားမှုမရှိဘူးဆိုလို့ရှိရင်ပေါ့နော်အဲ့ respect ကချစ်ချင်းမြတ်တာထက်တောင်မှပိုပြီးတော့မှအရေးကြီးတယ်လေးစားမှုမရှိဘူးဆိုလို့ရှိရင်ဘာမှလုပ်လို့မရဘူးကွာအဲ့တော့သူ့ကိုလေးစားမယ်စကားပြောတဲ့အခါမှာလည်းသူ့ကိုနာကျင်သွားစေမယ်သူ့ကိုထိခိုက်သွားစေမယ်စကားမျိုးတွေမပြောဘဲနဲ့ပေါ့နော်ကိုကနှုတ်ချိုတာပါပေါ့စကားလုံးတွေကိုလည်းရွေးချယ်ပြီးတော့မှပြောဆိုပေးမယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်ဒီလိုမျိုး boundaries တွေကိုလည်း clear ဖြစ်အောင်လုပ်ရမယ်ငါကဒီလိုမျိုးပြောတာတွေကိုမကြိုက်ဘူးဒီလိုလုပ်တာတွေကိုငါကမကြိုက်ဘူးအဲ့လိုမျိုးဟာတွေကိုပေါ့နော်ချစ်တော့ချစ်တဲ့တိုင်းမဲ့တိုင်းဒီလိုမျိုး behavior တွေတော့ငါကမကြိုက်ဘူးဆိုတာမျိုးတွေပေါ့နော်တေချာလေးသူ့ကိုပြပြထားရမယ်ကိုယ့်ရဲ့ boundaries တွေကိုလည်း clear ဖြစ်အောင်လုပ်ရမယ်ပေါ့နော်ပြီးတော့မှ emotional တွေကိုလည်း control လုပ်နိုင်ရမယ်ကိုဒေါသထွက်တဲ့အခါမှာဟုတ်ပြီနင်ဒေါသထွက်တာ okay နင်ဒေါသထွက်လို့ရတယ်ဒါပေမဲ့အဲ့ဒီဟာတွေကပေါ့နော်ကိုယ့်ရဲ့ relationship ထဲမှာပါမလာနဲ့ကိုဒီဟာတွေကreaction တွေမဟုတ်ရဘူးပေါ့နော်ဒီ relationship ထဲမှာဆို reaction တွေမဟုတ်ဘဲနဲ့ဒီဟာတွေ response တစ်ခုအနေနဲ့ပဲဖြစ်ရမယ်ဆိုတာမျိုးကိုပြပြထားရမယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်သူနဲ့နေရတဲ့အခါမှာကိုက safe ဖြစ်လားပေါ့ safe ဖြစ်တယ်လုံခြုံရတာလားပေါ့နော်သူနဲ့နေရတာကကိုယ့်အတွက် home ဖြစ်တာလားပေါ့လေ home sweet home ဖြစ်တာလားပေါ့တကယ်လို့ home sweet home မဖြစ်ဘူးဆိုလို့ရှိရင်ပေါ့နော်ကိုကသူနဲ့နေရတာကြောက်စိတ်နဲ့နေရလားဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုလည်းကိုကသိထားရမယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ healthy relationship ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ healthy people နှစ်ယောက်ကပေါင်းတော့မှ healthy relationship ဖြစ်တာကွာအဲ့တော့ကိုယ်တိုင်ကလည်းကိုယ့်အတိတ်မှာနာကျင်ခဲ့ရတဲ့ကိုယ့်ရဲ့နာကျင်မှုတွေပေါ့နော်ဒီကိုယ့်ရဲ့ခံစားချက်တွေကိုခဏခေါ်လာနေမယ်ဆိုလို့ရှိရင်ဒီ relationship ထဲမှာပေါ့နော် conflict တွေဖြစ်နိုင်ပြီးတော့မှဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးအဲ့ဒီတော့ healthy relationship ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကိုယ်တိုင်ကလည်း healthy people ဖြစ်နေဖို့လိုအပ်ပါတယ်ဒီတော့ healthy relationship healthy love ဆိုတာမျိုးอ่ะပေါ့နော်ကိုကြောက်မသွားစေမယ်ကိုလုံခြုံမှုတွေအပြည့်ပေးနိုင်တဲ့ကိုယ့်ရဲ့တန်ဖိုးရော့မသွားစေဘဲနဲ့ပေါ့နော်ရှိနေမယ်ပေါ့နော်အဲ့လိုမျိုးရှိနေပြီးတော့မှကိုယ့်ကိုပိုကောင်းတဲ့ version တစ်ခုကိုပေါ်ဆောင်ပေးနေတယ်ဆိုလို့ရှိရင်တော့ဒီဟာကို healthy relationship healthy love ဖြစ်နေတယ်ဆိုတာမျိုးပြောလို့ရပါတယ်